YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ဗီဒီယိုတင်နေတဲ့သူတွေတမ်မလီတစ်ခုဘယ်လိုလုပ်ရတယ်လဲဆိုတာကျွန်တော်လုပ်တဲ့နည်းလေးအတိုင်းဒီနေ့မှာတော့ညှောင်ပေးချင်ပါတယ်တမ်မလီဆိုတဲ့အရာကဗီဒီယိုတစ်ခုမှာ photo preview ဖြစ်တဲ့အတွက်တော်တော်ကိုအရေးပါအရာရောက်တဲ့ခန္ဓာတစ်ခုဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ဗီဒီယိုတွေကိုဝင်ကြည့်ဖို့မကြည့်ဖို့ဆိုတာကဒီတမ်နေရဲ့80%လောက်နဲ့ viewer တွေကဆုံးဖြတ်တတ်ပါတယ်ကိုကpro ဆရာကြီးပဲဖြစ်ဖြစ်ကိုကတခြားဆယ်လီပဲဖြစ်ဖြစ်ပေါ့နော်ဆယ်လီတွေ pro တွေဆိုရင်တော့ပြောစရာမလိုဘူးသူတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့မှာဖန်ရှိပြီးသားဖြစ်တဲ့အတွက်ဝင်ကြည့်ရပေါ့နော်ဘယ်လိုတမ်မနီပဲဖြစ်ဖြစ်ပေါ့နော်ဝင်ကြည့်တယ်ဒါပေမဲ့ကိုကကုမ business ပေါ့နော်ကုမစတင်တဲ့သူတွေဆိုရင်တော့တမ်မနီလေးတွေကိုနည်းနည်းကောင်းကောင်းမွန်မွန်လေးလုပ်ဖို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်တမ်မနီဒီအဓိကအရေးကြီးဆုံးအရာဖြစ်တဲ့အတွက်ဗီဒီယိုတစ်ခုရဲ့porto preview လို့ပြောလို့ရပါတယ်ဒီတော့ကျွန်တော်ဒီနေ့မှာတော့ခင်ဗျားတို့ကိုတမ်မနီတစ်ခုဘယ်လိုလုပ်ရမလဲဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါကကျွန်တော်လုပ်တဲ့နည်းကိုရှင်းပြပေးတာဖြစ်တဲ့အတွက်တချို့အတွက်တော့ easy ဖြစ်ခြင်းမှဖြစ်လိမ့်မယ်တချို့အတွက်တော့ဒါကဘာလဲကွာဆိုတဲ့ပုံစံမျိုးလေးဖြစ်ရင်ဖြစ်လိမ့်မယ်ဒါကျွန်တော်လုပ်တဲ့နည်းလေးကိုဖော်ပြပေးတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ကြည့်ရှုပေးကြဖို့မေတ္တာရပ်ခံပါတယ် okay အဲ့တော့ကျွန်တော်ဖုန်းရဲ့ကျွန်တော် Android ဖုန်းနဲ့ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဖုန်းရဲ့ဒီ screen မှာပေါ်နေတဲ့ application 5ခုပေါ့နော် application 5ခုစလုံးကိုကျွန်တော်တို့ download ဆွဲထားပါမယ်ကျွန်တော်ရဲ့ Telegram channel မှာဒီ application တွေကိုကျွန်တော်တင်ပေးထားပါမယ်ဒီတော့ကျွန်တော်ဒီ application တွေကိုတင်ထားရတာကဒီ YouTube မှာသွားတင်လို့ရှိရင်ဒီကောင်တွေက modify လုပ်ထားတဲ့ application တွေဖြစ်တဲ့အတွက်ကျွန်တော် channel နည်းနည်းလေး rich မှာဆိုလို့ပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ Telegram channel မှာဝင်ပြီးတော့ download ရပါတယ် okay အဲ့တော့ဒီကောင်တွေက modify app တွေဖြစ်တဲ့အတွက်အကုန်လုံးဒီ premium picture တွေအကုန်လုံးရပါတယ်ကြော်ညာတွေလုံးဝမတက်ဘူးပေါ့နော် okay အဲ့ဒါဆိုတော့ပထမဆုံးတစ်ခုက thumbnail maker လို့ခေါ်ပါတယ်နောက်တစ်ခုက thumbnail maker for YouTube လို့ခေါ်ပါတယ်နောက်တစ်ခုက banner maker ပေါ့နော်နောက်တစ်ခုက photo run နောက်တစ်ခုက pixel lab ပေါ့ okay အဲ့ဒီတစ်ခုချင်းစီအကြောင်းလေးကိုကျွန်တော်ဝင်ပြီးတော့ရှင်းပြပေးသွားပါမယ် okay ဒီခါမှာကျွန်တော်တို့ thumbnail maker တွေကိုကျွန်တော်ပထမဆုံးဝင်ကြည့်လိုက်မယ်ပေါ့နော် thumbnail maker တွေကိုဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ internet ဖွင့်ထားဖို့တော့လိုအပ်ပါတယ်internet ဖွင့်ထားဖို့တော့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့က thumbnail maker တွေကိုဝင်လိုက်တဲ့ချိန်မှာဒီလိုပုံစံဖြစ်နေပါလိမ့်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကFacebook cover အတွက်လား YouTube cover အတွက်လားဒီမှာသူကအကုန်လုံးရှင်းပြပေးထားတယ်ဗျFacebook cover YouTube cover ဒီမှာ Instagram post ဒီမှာ cover LinkedIn cover သူကတော်တော်များများကိုသူsupport လုပ်ပေးတယ်ပေါ့နော်ဒီမှာတော့တော့ template တွေကိုလို့ခေါ်ပါတယ်ဒီ template တွေကိုကြိုက်တယ်ဆိုရင်လည်းဒီကနေတွားလို့ရတယ်နောက်ပြီးတော့သူ့မှာ catalog ရှိတယ်သူအမျိုးအစားနဲ့သက်ဆိုင်တဲ့အရာတွေကိုကျွန်တော်တို့ရှာပြီးတော့သွားလို့ရှာတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကဘယ်လိုခေါင်းစဉ်နဲ့လဲဆိုတာဒီမှာ fashion ဆိုလဲ fashion ဆိုပြီးတော့ပါတယ် new template ဆိုပြီးတော့ပါတယ်number summer real estate အများကြီးပါပဲပေါ့နော်အများကြီးပဲကျွန်တော်တို့ music ဆိုလဲ music ဒီမှာtemplate တွေကျွန်တော်ပါတယ်ပေါ့နော် okay အဲ့ဒီ style တွေကိုကျွန်တော်တို့ကကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီတိုင်းကြိုက်တဲ့ပုံလေးကိုကျွန်တော်တို့ဒီတိုင်းလေးနှိပ်ပြီးယူလိုက်ရမယ်download ဒီ template ဆိုပြီးတော့သူပြနေလိမ့်မယ်အဲ့လိုပုံစံမျိုးလေးကိုကြိုက်တယ်
ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ test ဆိုတာရှိတယ်ဒီနေရာမှာ test ဆိုတာရှိတယ်ဒီနေရာမှာ sticker ဆိုတာရှိတယ်ဒီနေရာမှာ image ဆိုတာရှိတယ်ပေါ့နော်ဒီနေရာမှာ effect ဆိုတာရှိတယ်ဒီနေရာမှာ background ဆိုတာရှိတယ် background တွေ change နေတယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့ gallery တွေကိုဝင်ဒီမှာကျွန်တော်တို့ like ပြီးတော့change လို့ရတယ်ပေါ့နော် okay အဲ့မှာဒီသူပေးထားတဲ့ background တွေကိုလည်း like ပြီးတော့ change လို့ရတယ် okay အဲ့ဒါပြီးအမှန်ကျပြလိုက်ရုံပဲအဲ့ဒါပြီးသွားရင်မှန်ကျပြလိုက်ရုံပဲ okay အဲ့ပြီးတော့ဒီလိုပုံစံလေးတွေပေါ့နော်ဒီပုံစံလေးတွေကျွန်တော်တို့ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာနောက်ထပ်ပုံလေးထပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်နောက်ထပ်တစ်ခု terminate တစ်ခုကိုကျွန်တော်တို့တစ်ချက်ကျွန်တော်တို့သွားကြည့်မယ်နောက်ထပ် terminate တွေဘာတွေအများကြီးရှိတယ်ဗျဒီမှာ gain ဆိုလဲ gain gain မီအတွက်ဆိုလဲဒီမှာအကုန်လုံးဖော်ပြပေးထားတယ်လူပုံဆိုလဲလူပုံပေါ့နော်လူပုံတွေကတော့ကျွန်တော်နောက်ပိုင်းကျွန်တော်ရှင်းပြပေးမယ်ဒီခါကတော့လောဆယ်ဒီ terminate ကိုကျွန်တော်တို့ဘယ်လိုကျူမလဲဘယ်လိုလုပ်မလဲဆိုတာလေးကိုပဲတစ်ချက်ကျွန်တော်ပြပေးတာဖြစ်တယ်ကိုနဲ့သက်ဆိုင်တဲ့ဒီ catalog ထဲကိုကျွန်တော်ဝင်ပြီးတော့ကြည့်ရမယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ကရေးကြည့်တယ်ဒါမှမဟုတ်လေကိုနဲ့မသက်ဆိုင်ဘူးဒီ template ကလေးကိုကျွန်တော်တို့ကသဘောကျတယ်ဒီပုံစံလေးကိုသဘောကျတယ်ဆိုရင်လည်းလုပ်လို့ရတယ်ပေါ့နော် okay ဒီမှာဆိုလည်း gaming PC ပေါ့နော် PC တခုသူတို့ဘယ်လိုဆင်မလဲဘယ်လိုလုပ်မလဲဆိုတာကျွန်တော်တို့ဒီမှာခုချလို့ရတယ်ပေါ့နော်ဒီကောင်မကြိုက်ဘူးဆိုလည်းကျွန်တော်တို့ကဒီမှာဖြတ်လို့ရတယ်။ Okay အဲ့ဒီဟာမှာကျွန်တော်ကဒီကောင်လေးကိုကျွန်တော်ကဘာလို့လိုက်မလဲဆိုတော့ down လိုက်မယ်စိတ်လိုက်မယ်ပေါ့နော်ဒီဟာလေးတစ်ခုကျွန်တော်စီမှာရှိတယ်ဆိုတာတော့မှတ်ထားပေးမယ်ပြီးသွားရင်ဒီမှာစိတ်ရင်လည်းဆိုရင်စောစောကကျွန်တော် download button လေးကိုကျွန်တော်နှိပ်လိုက်တယ်ပေါ့နော်နှိပ်လိုက်ပြီးတော့ကျွန်တော်ဟောဖြစ်လိုက်မယ်အဲ့ဒါကဒီကောင်ကကျွန်တော်ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်နောက်က frame တွေပါဆိုလဲဒီမှာအကုန်လုံးရှိတယ်ပေါ့နော် frame တွေရှိတယ်ဟို post ခုအနေနဲ့သူတို့ကလုပ်ချင်လဲရတယ်ပေါ့နော်ဒီထဲမှာအကုန်လုံးသူပြည့်ပြည့်စုံစုံသူထည့်ပေးထားတယ်ဗျနောက်တစ်ခုကကိုစိတ်ထားတယ်ဆိုလဲစိတ်ထားတဲ့ဒီဟွာတွေကိုဒီမှာသူပြပေးထားတယ်ပေါ့နော်okay ဒါဆိုရင်တော့ create ဆိုရင်ကိုယ်ပိုင် create အနေနဲ့ကျွန်တော်တို့လုပ်လို့ရတော့ပေါ့ဆိုနော် okay ဒါဆိုရင်နောက်တစ်ခုကိုကျွန်တော်သွားတာဒါကတော့ template maker ဖြစ်ပါတယ်ADS လုံးဝမတက်ဘူးဒီကောင်က modify လုပ်ထားတဲ့ app တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Android phone တွေမှာစိတ်ကြိုက်ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဒါ template maker ဖြစ်ပါတယ်နောက်တစ်ခုက template maker for YouTube ပေါ့နော်ဟုတ်ပြီအဲ့ဒီထဲမှာလည်းသူကတော်တော်များများရှိတယ်ဗျဒီမှာတော့ကြောင်ညာလေးနည်းနည်းတော့တက်လိမ့်မယ်ဒီမှာ channel app maker template maker ဒီမှာအကုန်လုံးတော်တော်များများရှိတယ်ဒီမှာ portfolio သူက slide ဒီမှာဟောပေါ့နော်အမျိုးမျိုးပေါ့နော်template တွေလည်းသူ့အနေနဲ့သူထည့်ပေးထားတယ်ဘယ်လိုပုံစံမျိုးကိုသူကြိုက်တယ်လဲမင်းစိတ်ကြိုက်လုပ်လို့ရတယ်ဆိုတာကိုသူကပြောပြထားတာဖြစ်ပါတယ်ဒီနေရာမှာတခုအားနေတာကဒီကောင်တွေကမြန်မာစာပေါ့နော်မြန်မာစာကို support လုပ်မပေးတဲ့အတွက်ဒီအတွက်တော့နည်းနည်းမြန်မာဖောင်းနေနဲ့ပတ်သက်ပြီးတော့မြန်မာစာကိုတော့ support လုပ်တယ်ဒါပေမဲ့မြန်မာဖောင်းနေကိုဖောင်းမျိုးမျိုးချိန်လို့မရဘူးပေါ့နော်နောက်တစ်ခုကျွန်တော်တို့ banner maker ပေါ့နော် banner maker တဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင်ဒီပုံစံလေးကျွန်တော်ပြနိုင်လိမ့်မယ်ဒီမှာလည်းအတူတူပဲဒီမှာပထမဆုံးပေါ်လာတဲ့ picture ရှိမယ် catalog ရှိမယ် my design ရှိမယ် my design ထဲမှာကျွန်တော်ပြတော့ကျွန်တော်ရဲ့terminate တွေရှိတယ်လို့ပေါ့နော် okay အဲ့ဆိုတော့ catalog ထဲမှာကျွန်တော်ကြည့်လိုက်မယ်အဲ့မှာ YouTube terminate ဆိုတာလေးကိုတစ်ချက်ဝင်ကြည့်လိုက်အဲ့ထက်မှာသူ YouTube နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးသူဟောပေါ့နော်သူမင်းကြိုက်တဲ့ပုံစံကိုယူလို့ရတယ်ဆိုတာကိုသူကပြပေးထားတာဖြစ်တယ်တကယ်ချင်းတို့သုံးကြည့်ပေါ့နော်ခင်ဗျားတို့သုံးကြည့်လိုက်လို့ရှိရဲ့တော်တော်ကြီး
သဘောပေါက်သွားလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့ Facebook banner ADS တွေလည်းဒီထဲမှာအကုန်လုံးဖန်တီးလို့ရတယ်ဗျသူကလည်းတော်တော်ဟိုစုံတယ်ပေါ့နော်တော်တော်စုံတယ်ကျွန်တော်ကတော့ YouTube အတွက်ပဲသုံးတာဖြစ်တဲ့အတွက်YouTube အတွက်ကိုကျွန်တော်ပြပေးပြီပေါ့နော်ဟာဒီမှာဒီကောင်လေးတစ်ခုကိုကြိုက်တယ်ဆိုရင်ကျွန်တော်တို့က edit မယ်ပေါ့နော်အဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကမလို့အပ်တဲ့စာတွေကိုကျွန်တော်ဖြတ်မယ်ဆိုရင်တို့ဒီဟွာလေးတွေကိုလိုက်ပြီးထောက်လိုက်ထောက်လိုက်ပြီးလို့ရှိရင်ကျွန်တော်အပေါ်အမှားလေးကိုနှိပ်ဒါဆိုလူပုံကိုလည်းဒီထဲမှာပဲကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်လူပုံကိုမချိန်ဘူးဆိုရင်လည်းဒီမှာ icon မှာကျွန်တော်တို့ဒီကိုယ့်ရဲ့ပုံပေါ့နော် choose image ကနေကျွန်တော်တို့ gallery ထဲမှာရှိတဲ့ပုံလိုပုံပေါ့နော်ကျွန်တော်ပုံကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ပုံကိုထည့်ပြီးတော့ကျွန်တော်ဒီမှာ view လိုက်မယ်သဘောကဟုတ်ပြီအဲ့တော့အဲ့လိုပုံစံမျိုးကျွန်တော်လုပ်တယ်ပေါ့နော်လုပ်ပြီးသွားလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ဘာလုပ်လိုက်မလဲစေ့လိုက်တယ်ပေါ့နော်စေ့လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘေးကိုသွားမလဲဆိုတော့ကျွန်တော်တို့က pixel ကိုသွားမယ်ဒီ Photoshop ကတော့ကျွန်တော်ကဘယ်ဟာတွေမှာအဓိကပို့ပြီးတော့သုံးလဲဆိုတော့ကျွန်တော်ကPNG ပုံတွေလောက်တဲ့ခါမှာကျွန်တော်သုံးပါတယ်ဒီတော့ကျွန်တော် PNG ပုံတွေဘယ်လိုလုပ်တယ်လဲဆိုရင်ဒီကောင်လေးကိုကျွန်တော်သူ့ဖြတ်ခိုင်းလိုက်တယ်ပေါ့နော်ဖြတ်ခိုင်းလိုက်တဲ့အချိန်သူဒီတိုင်းလေးရမယ်ရပြီးရင် transparent နဲ့ကျွန်တော်ကဒီကောင်ကိုစေ့လိုက်တယ်စေ့လိုက်ပြီးရင် export ကိုနှိပ်တယ် save to gallery ကိုနှိပ်တယ်အဲ့ဒါပြီးတော့လို့ရှိရင်ကျွန်တော်ဆောစော banner maker ထဲမှာကျွန်တော်ဒီပုံကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ edit လုပ်ထားတဲ့ပုံကိုမကြိုက်ဘူးဆိုရင်ဖြတ်မယ်ဖြတ်ပြီးလို့ရှိရင်image ကိုကျွန်တော်နှိပ်မယ် choose image ကိုနှိပ်ပဲဆောစောကဟိုဖြစ်တော့သူနောက်က background မပါတော့ဘူးเนาะ background မပါတော့အဲ့ဒါကိုမှကျွန်တော်တို့ကထည့်လိုက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆိုတော့ background ပုံနေမပါဘူးဆိုတော့ကြည့်ရတဲ့သူကဒါအရင်မရှုပ်တော့ဘူးပေါ့เนาะ okay အဲ့ဆိုတော့ဒါကျွန်တော်နမူနာပြပေးထားတာဖြစ်တဲ့အတွက်ဒီတိုင်းလေးတော့ကြည့်တော့ဘူးမြေတရခိုင်လို့လေနည်းနည်းကျွန်တော်ပြတာတော့မြန်တယ်ပေါ့နော်ဒါလည်းဗီဒီယိုရှည်သွားမှာဆိုလို့မို့ကြောင့် okay အဲ့ဆိုကျွန်တော်ကဘာလုပ်လိုက်မလဲဆိုတော့စေးလိုက်မယ်စေးပြီးသွားလို့ရှိရင်ကျွန်တော်က pixel လက်ထဲကိုကျွန်တော်သွားမယ်အဲ့တော့ pixel လက်ထဲကိုသွားပြီးလို့ရှိရင် pixel လက်မှာကျွန်တော်ဒီလိုပုံစံပထမစာမျက်နှာမှာဒီလိုပုံစံပေါ်လိမ့်မယ်အဲ့ပုံစံပေါ်နေလို့ရှိရင်ကျွန်တော်တို့ကဒီဘက်အဖျားဆုံး30ကလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်မီနူးလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီဘက်ဖြောင်းဆုံး30မီနူးလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က image size ဆိုတာလေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးလိုက်ပြီးရင်ဒီမှာ custom ဆိုတာဖြစ်နေလို့ရှိရင် custom ကိုနှိပ်ပြီးသွားလို့ရှိရင် YouTube thumbnail ဆိုတာသူပါတယ်ပေါ့နော် YouTube thumbnail နဲ့ကိုတစ်ချက်ဝင်မယ်ဝင်ပြီးလို့ရှိရင် okay ပေးလိုက်မယ်အဲ့ဆိုရင် YouTube thumbnail ပုံစံလေးတစ်ခုရလာလိမ့်မယ်အဲ့ဆို news text ကိုကျွန်တော်တို့ဒီတိုင်းလေးပဲထားလိုက်ဒီမှာကျွန်တော်တို့ကဘာရှိလဲဆိုတော့ layer ရှိတယ်ဒီမှာ 3cam ပုံစံလေးဒီ4000ပုံစံလေးပေါ့နော်layer ရှိတယ် Photoshop မှာဆိုရင်တော့ layer လိုပုံစံမျိုးပေါ့အဲ့ဆိုတော့ layer လေးကဒီဘက်မှာရှိတယ်ပေါ့နော်အဲ့ဆိုတော့ဒီမှာ layer လေးတစ်ခုရှိတယ်မင်းမှာ layer လေးတစ်ခုရှိတယ်ဆိုတော့ तू ကပြောပြထားတာဒီမှာ news text ဆိုတဲ့ layer လေးပေါ့ဟုတ်လားအဲ့ဆိုရင်ဒီကောင် slide bar ကိုကျွန်တော်ဖြောက်ချင်တယ်ဆိုရင်ဒီကောင်လေးကိုနှိပ်ပြီးတော့ဖြောက်အောင်မယ် okay အဲ့ဆိုတော့ကျွန်တော်တို့ပုံထက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အလေကောင်ကကျွန်တော်ဒီ online လေးကိုကျွန်တော်သွားမယ်သွားပြီးလို့ရှိရင် import ဆိုတာလေးကိုကျွန်တော်နှိပ်မယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်စောစောကဆေးခဲ့တဲ့ဒီမှာဒီကောင်လေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးလိုက်ပြီးလို့ရှိရင်အမှန်ချပေးလိုက်အဲ့ဒါပြီးကျွန်တော်ဆွဲဆန့်မယ်ပေါ့နော်ဆွဲပြီးတော့ဆန့်လိုက်မယ်ဆန့်လိုက်ပြီးလို့ရှိရင်ဒီမှာ16အချိုးကို YouTube thumbnail ပုံစံတစ်ခုရသွားလို့ရှိရင်ဒါက background ဖြစ်တဲ့အတွက်အဲ့ကောင်ကိုကျွန်တော်တို့ကဒီဘက်က layer လေးကိုကျွန်တော်နှိပ်ပြီးတော့ဒီကောင်လေးကိုထောက်ထားလက်ညှိုးလေးနဲ့ထောက်ထားပြီးအောက်ကိုဆွဲချလိုက်ဆွဲချပြီးတော့လို့ရှိရင်ဒီကောင် background ဖြစ်သွားပြီအောက်ဆုံးမှာသူရောက်သွားပြီအဲ့ဆိုရင်ကျွန်တော်တို့အဲ့ကောင်လေးကိုတော့ပိတ်လိုက်မယ်အဲ့ဆိုရင်တော့ပိတ်လိုက်ရင်ဒီကောင်မလှုပ်ရှားတော့နော်မလှုပ်ရှားတော့ဘူးအဲ့ဆိုရင်ကျွန်တော်တို့က new text ကိုကျွန်တော်တို့ကဒီမှာစာရေးလို့ရပြီ
အဲ့ဆိုရင်ခင်ဗျားစောစောကတည်းကဘာလို့မကြောက်သူတို့ထဲမှာစာမေးခဲ့တာလဲလို့ပြောစရာတော့ရှိတယ်အဲ့ဒါကကျွန်တော်အရင်ကပြောခဲ့တယ်လို့ပဲဒီကောင်တွေကမြန်မာစာကို support လုပ်တယ်ဆိုပေမဲ့ဖောင်းတွေကို support မလုပ်ဘူးเนาะကျွန်တော်ကတမ်မလေးတွေကအဓိကဖောင်းတွေလိုအပ်တယ်ဘာဖြစ်လို့လိုအပ်တာလဲဆိုတော့ဖောင်းလေးတွေကတစ်မျိုးပေါ့เนาะကြည့်လို့ကောင်းနေမှာအဆင်ပြေမယ်ပေါ့เนาะကြည့်ရတဲ့သူကview ချင်တယ်ဆိုရင်ဝင်ပြီးတော့view ချင်တဲ့စိတ်ဖြစ်ပေါ်လာအောင်ကျွန်တော်လောက်ရတာပေါ့เนาะ okay အဲ့တော့ကျွန်တော်တို့ကဒီမှာဖောင်ရေးမယ်ဆိုရင်ကျွန်တော်တို့က A ဆိုတဲ့ဒီဟွာလေးကိုတွားလိုက်မယ်ပေါ့နော် A ဆိုတဲ့ဘတ်တွန်လေးကိုတွားလိုက်မယ်တွားပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီမှာမြန်မာသားရေးချင်တယ်ဆိုဒီကောင်လေးကိုနှစ်ချက်နှိပ်လိုက်နော်အဲ့ new test ဆိုတာလေးကိုနှစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာအဖြူရောင်ကြီးဖြစ်နေရဆိုရင်ဒီမှာ color change လုပ်ရတယ်ဒီဘက်ကလေးကိုကျွန်တော်နည်းနည်းဆွဲသွားလိုက် color ဆိုတာရှိတယ်အဲ့ color မှာကျွန်တော်တို့ကဟိုမှာလိမ္မော်ရောင်ဆိုလိမ္မော်ရောင်ပေါ့နော် okay အဲ့ဆိုတော့color လေးကိုကျွန်တော်နှိပ်လိုက်ပြီးလို့ရှိရင်ဥပမာမြန်မာနိုင်ငံအခြေအနေပေါ့တော့ဟာလာကျွန်တော်ရေးလိုက်ပြီးတော့ဒီမှာဆိုရင်Unicode ဖောင်မယ်ဖြစ်နေတယ်အဲ့ဟာကိုကျွန်တော်တို့ကတစ်ချက်ကျွန်တော်တို့ဒီအောက်ဘားတန်းလေးကိုဒီဘက်ကလေးကိုဆွဲလိုက်လို့ရှိရင်ဖောင်ဆိုတာရှိရပေါ့နော်အဲ့ဒီဖောင်ကိုကျွန်တော်နှိပ်ပြီးလို့ရှိရင်မိုင်းဖောင်ထဲမှာကျွန်တော်တို့ဒီမှာ test plus ဆိုတာလေးရှိတယ်ဒီမှာနောက်တစ်ခုကဘာရှိလဲဆိုတော့ Fora ရှိတယ်ပေါ့နော် Fora plus ဆိုတာရှိတယ်အဲ့မှာသူကအကုန်လုံးထည့်လို့ရတယ်ပေါ့နော်အကုန်လုံးထည့်လို့ရတယ်ဒါကကျွန်တော်အရင်ပြခဲ့တဲ့ဘာနဲ့သွားတူတယ်လဲဆိုတော့ဘာနဲ့တွားတူလဲဆိုတော့ in short app မှာကျွန်တော်မြန်မာသားထည့်တဲ့နည်းနဲ့တွားတူတယ်အဲ့ပုံစံတိုင်းပဲကျွန်တော်တွားလုပ်လို့ရတယ်ဒီမြန်မာဖောင်းနေတကယ်လို့ဖောင်းလှတယ်မရှိဘူးဆိုရင်လည်းကျွန်တော် Telegram channel list မှာကျွန်တော်တင်ပေးထားတယ်ပေါ့နော်အဲ့မှာတွားပြီးတော့ download ရပါတယ် okay အဲ့တော့ကျွန်တော်တို့ကဒီမှာဖောင်းရွေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုက်တယ်ဆိုတဲ့ဖောင်းလေးတစ်ခုပေါ့နော်ကျွန်တော်ရွေးလိုက်မှာပေါ့နော် okay ဆိုတော့ဒီပုံစံလေးပဲကျွန်တော်ရွေးလိုက်မယ်ဒီနေရာမှာကျွန်တော်တို့မလာသေးဘူးဆိုရင် long site ကိုကျွန်တော်သိချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ site ဆိုတာရှိတယ်site ကိုပဲကျွန်တော်ဆွဲဆန့်လိုက်ပါတော့ဆွဲဆန့်ပြီးတော့ကျွန်တော်လုပ်လို့ရတယ် okay အဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ stock တွေပါထည့်ခြင်းလဲဆိုလဲရတယ်ပေါ့နော် stock တွေကျွန်တော်တို့ဒီမှာထည့်လို့ရမယ်နောက်ပြီးတော့ share တွေထည့်ခြင်းလဲဆိုရင်လဲရတယ်ပေါ့နော်ဒါကမြန်မာဖောင်းကို support လုပ်တယ်ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ pixel လို့ခေါ်တယ်pixel ကじゃကျွန်တော်အကြိုက်ဆုံး app တစ်ခုပေါ့နော်app တစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကတော်တော်များများကိုအသုံးဝင်တယ်ပေါ့နော်ဒီထဲမှာပဲအကုန်လုံးအလုံးစုံလုံးလို့ရတဲ့အခြေအနေတစ်ခုပေါ့ဒါပေမဲ့ကျွန်တော်တို့ကအလွယ်သင်းကြိုက်တယ်ဆိုတဲ့လူတွေကတော့terminate maker တို့ terminate for schedule တို့ဘန်နာမိတ်ကာတို့ဒီကောင်လေးတွေသုံးရင်လည်းအဆင်ပြေပါတယ်ရပါတယ်ဒါပေမဲ့မြန်မာဖောင်းတွေကို support လုပ်တယ်မြန်မာဖောင်းတွေဖောင်းလာလေးနဲ့လုပ်ချင်တယ်ဆိုရင်တော့ pixel နဲ့တွဲသုံးဖို့အကြံပြုပါတယ်ဒါကYouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါကတမ်မနီတွေဒီမရှိမဖြစ်မနေကျွန်တော်တို့ logo လိုအပ်တဲ့ application တွေဖြစ်ပါတယ်ဒါခင်ဗျားတို့ကိုအကြံပေးတာကဗီဒီယိုတွေမှာဗီဒီယိုပလိန်ကြီးပဲသွားတင်လို့မရဘူးပေါ့နော်ဒီဗီဒီယိုကကျွန်တော်တို့ရဲ့ viewer တွေကိုဘာကိုပြောချင်တာလဲဘာကိုပြချင်တာလဲဆိုတာကိုဖော်ပြဖို့အတွက်ဒီဗီဒီယိုရဲ့အချင်းချုပ်ကို photo preview နေနဲ့ဖော်ပြပေးတာကို thumbnail လို့ခေါ်ပါတယ်ဒီတော့ thumbnail ကအရေးကြီးလားမကြီးလားဆိုတော့ကျွန်တော်ဗီဒီယိုစာပိုင်းမှာပြောခဲ့သလိုပဲလုံးဝကို90%လောက်အရေးကြီးပါတယ်ဒီတော့thumbnail တစ်ခုလုပ်တော့မယ်ဆိုရင်လောလောကူကူနဲ့ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်အခြေခံသဘောတရားလေးတွေအနေနဲ့ကျွန်တော်ရှင်းပြပေးသွားတာဖြစ်ပါတယ်ဒီတော့ YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ဗီဒီယိုတင်ပြီးပတ်စံရှာနေတဲ့သူတွေthumbnail တွေအဓိကလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော် thumbnail ဘယ်လိုလုပ်ရမလဲဆိုတာကိုအခြေခံသဘောတရားလေးတွေအနေနဲ့ရှင်းပြပေးသွားတာဖြစ်ပါတယ်
ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ